အဲ့ဒီအရေးမဲကြီးဥတီသွားတဲ့နေရာကိုမြင်လိုက်ရတဲ့အခါဦးပုရဲ့မျက်နှာဟာဖြူဖြော့သွားခဲ့တယ်။အရေးကြီးကသူ့အိမ်ရဲ့အနောက်ဘက်ခြမ်းကိုဥတီနေခဲ့တာပဲဦးပုရဲ့မျက်နှာဟာတဖြည်းဖြည်းဖြူဖြော့လာတယ်။သူတန်တရားဝင်နေခဲ့တာကြာပြီဒါပေမဲ့သူ့တန်တရားကတကယ်ဖြစ်နေမယ်လို့တော့မထင်ထားခဲ့ဘူး။အားလုံးငါနောက်လိုက်ခဲ့ကြ။ဦးပုရဲ့အတန်ကတင်းမာနေတယ်။မီးတုပ်တွေကင်ထားတဲ့လူငယ်တွေဟာသူ့နောက်ကနေအလျင်အမြန်လိုက်လာကြတယ်။သူတို့တွေဦးပုရဲ့အိမ်နောက်ဘက်ခြမ်းစီရောက်လာတဲ့အခါတခုခုဟာထူးဆန်းလွန်းနေတယ်။လေမတိုက်ပဲအပင်ရွက်တွေကတစ်ဖြက်ဖြက်လှုပ်နေကြတယ်။ညမှောင်ထဲမှာအေးဆက်တဲ့လေတစ်ချက်တိုက်ခတ်သွားတော့လူတချို့ကြောချမ်းသွားကြတယ်။ဦးပေါ့ကခြံတကားရှိမှရက်လိုက်ပြီးအိမ်ငယ်လေးတွေကိုစိုက်ကြည့်နေတယ်။အိမ်ထဲမှာမီးမလင်းဘူး။အတန်တစ်ချက်တောင်မကြားရဘူး။တိတ်ဆိတ်လွန်းတယ်တိတ်ဆိတ်လွန်းတာကပဲပိုပြီးကြောက်စရာကောင်းနေတဲ့ဧည့်သည်တို့အထဲမှာရှိရင်ထွက်လာကြဦးပုရဲ့အတန်ဟာညမှောင်ထဲပြန့်နှံ့သွားတယ်ဒါပေမဲ့ပြန်ဖြေတမ်းမရှိဘူးဒုတိယအကြိမ်ထပ်ခေါ်တယ်တိတ်ဆိတ်နေစေနောက်ဆုံးမှာတော့လူငယ်တွေဟာတကားကိုဝိုင်းကန်ဖွင့်လိုက်ကြတယ်ဝုန်းတကားပွင့်သွားတဲ့အခိုက်အပုပ်နဲ့ပြင်းပြင်းကြီးကလူတိုင်းရဲ့နှာခေါင်းထဲတိုးဝင်လာတယ်လူတချို့ကအန်ဂျင်စိတ်ကိုမနှဲအောင်ထားရတယ်မီးတုပ်ရောင်တွေအိမ်ထဲလင်းသွားတဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်လူတိုင်းရဲ့မျက်လုံးတွေပြူးကျဲသွားကြတယ်အခန်းလယ်မှာကိုဝင်ဆောင်မျိုးသမီးရဲ့အလောင်းဟာမြေပြင်ပေါ်ပက်လက်လန်နေတယ်ဒါပေမဲ့သူမရဲ့ဝမ်းဗိုက်ဟာခွဲဖောက်ခံထားရပြီးဗိုက်ထဲကကလေးဟာပျောက်ဆုံးနေခဲ့တယ်အလောင်းပတ်လည်မှာတော့ထူးဆန်းတဲ့စာလုံးတွေနဲ့ရေးဆွဲထားတဲ့အစီရင်စက်ဝိုင်းကြီးအနက်ရောင်ဆေးရည်တွေမတိနိုင်တဲ့အယိုးပိုင်းအစတွေပြန့်ကျဲနေကြတယ်။လူအုပ်ကြီးဟာကြောက်ရွံ့မှုကြောင့်စကားမပြောနိုင်ကြတော့ဘူး။ပူပူရဲ့လက်တွေတုံရင်လာတယ်။သူတီးလိုက်ပြီးဒီအရာဟာလူတက်မှုတသက်မဟုတ်ဘူး။တစုံတစ်ယောက်ကဒီရွာတစ်ရွာလုံးကိုဖျက်ဆီးဖို့အစီရင်တစ်ခုပြုလုပ်ထားတာပဲ။ဒါပေမဲ့အဆိုးဆုံးအရာကတော့အဲ့ဒီဧည့်သည်တွေဟာဘယ်အချိန်ကထွက်သွားကြတာလဲဆိုတာဘယ်သူမှမသိခဲ့ကြတာပဲအဲ့ဒီနေ့ကစပြီးသူမှအပြင်မထွက်ရဲကြတော့ဘူးဘာလို့လဲဆိုတော့ညတိုင်းမှာကလေးငိုတန်တစ်ခုကိုကြားနေရလို့ပဲတောက်ခါနီးချိန်မှာတော့ရွာလမ်းမပေါ်ကနေတင်ကန်းရောင်တစ်ဖြက်ဖြက်နဲ့ဖုန်ကြီးတစ်ပါးလှမ်းလာနေတာကိုမြင်လိုက်ရတယ်အဲ့ဒီဖုန်ကြီးဟာဦးတာတဲ့နာရေးကိစ္စကလေးကပင့်ထားတဲ့ဆရာတော်ဦးဝိစိတ်တပဲဖြစ်တယ်ရွာထဲကိုဝင်လာတာနဲ့ဆရာတော်ဟာခြေလမ်းတွေရက်သွားတယ်။မျက်လုံးတွေမှိတ်လိုက်ပြီးလေကိုတစ်ချက်ရှိုက်ရှူလိုက်တယ်။ပြီးတော့မျက်နှာတင်းမာစွာနဲ့ပြောလိုက်တယ်။ဒီရွာမှာမကောင်းတဲ့အရာတစ်ခုရှိနေပြီ။ဆရာတော်ရဲ့စကားကြောင့်ရွာသားတွေတယောက်မျက်နှာတယောက်ကြည့်မိကြတယ်။ဦးပုတ်ကရှေ့တိုးလာပြီးအားကိုးတကြီးမေးလိုက်တယ်။ဆရာတော်ဖေဟာဒီရွာကိုဘာတွေဝင်ရောက်နေတာလဲဖေဟာဆရာတော်ဟာအိမ်နောက်ခြံကအစီရင်စက်ဝိုင်းရှိခဲ့တဲ့နေရာကိုစိုက်ကြည့်နေတယ်။ခဏအကြာမှာတော့တိုးညင်းစွာမိတ်နေဒါဟာတာမန်အစီရင်မဟုတ်ဘူး။အသက်တွေကိုပူဇော်ပြီးခေါ်ယူထားတဲ့အစီရင်တစ်ခုပဲခေါ်ယူတယ်။ဘာကိုခေါ်ယူတာလဲဖေဟာ။ဦးပုရဲ့အတန်ဟာတုံရင်နေတယ်